ပြီးခဲ့တဲ့ episode 7မှာဆိုရင်ကျွန်တော် live fruit ကိုစားခဲ့ပါတယ် live fruit က elemental fruit တွေထဲမှာတော်တော်လေး powerful ဖြစ်တာကိုတွေ့ရတယ်ဗျအဲ့ဒီ video မကြည့်ရသေးရင်အရင်ဆုံးသွားကြည့်လိုက်ပါ reflection kit ဆိုတော့တော်တော်ကြီးလန်းနေဗျအခုကတော့ level 300ဖြစ်သွားပြီဆိုတော့ magma ကျွန်းကိုသွားမှာဖြစ်ပါတယ်သွားတဲ့အခါမှာလည်းလေစီးစရာမလိုအခုလိုမျိုး live flight နဲ့သွားလို့ရတယ် live fruit တော်တော်မိုက်တယ် okay ကျွန်တော်တို့အခုကတော့ magma ကျွန်းကိုတော့ရောက်လာပြီဟိုလုံးဝမီးတောင်ကြီးတစ်ခုနဲ့တူတယ်အားရဟိုက really မလားဟာနေပါဦးဟာဒီကောင်လေးကဘလို့ဖြစ်နေအောင်တော်ဆိုးနေတာဒီကောင်လေးစုံမပေးရအောင်မင်းတို့ဒီဆရာကြီးရှိရငါဝယ်ပြီးသွားပြီနော်ဒီ air jam တို့ ura တို့ဟုတ်တယ်မလားဟုတ်တယ် you already know this ability တဲ့မင်းမဟုတ်သေးဘူးနော်ဒီကောင်တော်တော်ဆိုးနေတာကဲ magma ကျွန်းရောက်လာပြီဆိုတော့အရင်ဆုံး quest ယူရမယ် okay ဒီမှာဆိုရင်တော့ mill soldier mill spy magma admiral ဆိုရရှိရပါတော့ဒီကောင်ကဘာလို့ line ကျနေလားတက်ပေးအောင်မယ် line ကျနေရဆိုရင် reflection kit အိုးဟဲ့ငါအိုစွပ်ပြဲအုတ်ထုတ်ရသွားတယ်တဲ့ဟုတ်တယ်ကွာဒီမှာအိုစွပ်ပြဲအုတ်ထုတ်ငါနဲ့တော့သိမလိုက်ဘူးဘာလို့လဲဆိုတော့ငါရဲ့သပင်ကရှုပ်ပွားနေရဆိုတော့ oh my god တော်ကြည့်ရဆိုရယ်ခုကတော့ military soldier ဘဲကိုပြင်ရမယ်ဒီမှာ magma ore ဆိုပြီးတော့ရတယ်ဒါတွေကလည်းဒီဓာတ်တွေဘာတွေကို update တင်ဖို့အတွက်item တွေပါဖြစ်မယ်ပေါ့နော်အခုက live fruit mystery level 100ဖြစ်သွားပြီပဲပြောရင်ဆိုရင်100တောင်ဖြစ်သွားပြီအော်ဒီကောင်ငါ့ကိုမီးနဲ့လိုက်ပြနေဘယ်သူတော့ဆိုတော့ဒီကောင် line ကျနေတော့ငါ PVP ချလိုက်လို့ငါ့ကိုမကျေနပ်တာလားမသိဘူး level တက်တာမြန်အောင်တပယ် EXP code လေးထည့်လိုက်အောင်ပဲ okay ထည့်ပြီးပါပြီဟိုအဲ့မှာရက်ပြီးတော့ဘာလုပ်နေရတော့ကွာငါလာပြီ reflection kit လုံးဝအဝေးပဲကွာတော်တော်ကြီး powerful ဖြစ်တယ်level 100ဖြစ်သွားပြီအောက်ကဥစ္စာပြေးဖို့အတွက် level 2ခုပဲလိုတော့လာပြီငါလာပြီ live flight လည်းလာပြီlive flight အဲ့လိုလဲရတာပဲlevel တက်ပြီကွာ mystery လဲ130ဖြစ်သွားပြီ sky beam ကဘာလဲမသိဘူးအိုးပေါ်နေအလေးတွေကြလာတာ oh my god ဒါတော်တော်လေးလန်းနေဟာအဲ့ဒါလေတော်တော်လေးလန်းနေ live fruit တော်တော်မိုက်တယ်ကဲအားလုံးပဲ good night ဗျာဒီနေ့ကညတနာရီခွဲအောင်ဖြစ်နေပြီဗျနောက်နေ့မှတွေ့မယ် the next day ကဲမနေ့ကကျွန်တော်တို့ record လုပ်တာအရင်နောက်ကျသွားတဲ့အတွက်တရက် break လိုက်တယ်ပေါ့နော်အခုကတော့ကျွန်တော်နည်းနည်းလေး fan တဲ့အတွက် level 131ကျွန်တော်ရဲ့ level ကကြောင့်331ရောက်သွားပါတယ်နောက်ပြီးတော့ကျွန်တော်ရဲ့ design ကလာအနေထားဘာညာလဲချိန်ထားတယ်ပေါ့နော်အခုကကျွန်တော်တို့ underwater city ပေါ့နော် fishman island လို့ပြောရမလားအဲ့ဒီငါးလူသားကျွန်းရှိတဲ့နေရာမှာကျွန်တော်တို့ fighting style edit တော့ဝင်ပါပါဒီရောက်ဝင်သွားရင်တော့ရောက်ပြီပေါ့နော်နေရောငါဘယ်လိုဝင်ရမှာလဲ what the hell ဟိုကောင်ဝင်သွားငါဝင်လို့မရဘူးဝင်သွားပြီ okay ဝင်သွားပြီဒီမှာ water consulting ချာတဲ့ jimbe ဒီကောင်ရှိရ fishman ကအဒီတင်မှာဖြစ်ပါတယ်ပတ်စံမလားဟာကွာပတ်စံ1000လိုနေတယ်မေးလက်ပြအဲ့ဒါနဲ့ကျွန်တော်တို့လည်း magma village ကိုပြန်ပြီးတော့လာတယ်ပေါ့နော်ဒါ magma village ဟုတ်တယ် magma village magma island magma နည်း quest ယူရမယ် okay ဘေးနားမှာကိုလိုတူလိုလာ fan နေသူရှိရဲကွာနည်းနည်းတော့ခေါ်ကြတယ်ကွာဘာလို့လဲဆိုတော့ကိုဟာတွေလာလူးနေ coin တက်အောင်မယ်ခုကတော့ military spy နေကိုပြင်ရမယ်ပေါ့နော်သူက level 325မှာပြင်လို့ရတယ်ကျွန်တော်ကတော့ level 331ဆိုတော့ရပြီဒီကောင်လေးကဒီ magma short ရီတောင်ကြီးရဲ့ဒီဘက်မှာရှိတယ်ဟိုမှာခေါင်းနီလေးနဲ့မေဘေးလေးအဲ့မေဘေးလေးကကျန်းနေတွေ့ရဒီချက်ခုတ်လိုက်တော်တော်ရော့ရဟာဒါမဲ့ကျွန်တော်ပူကျန်းနေဒီမှာကြည့်ရအပိုမပြောအမှန်ကန်ပဲခုတ်ပါနော်ခုကတော့ခုတ်ခံနေရဒီမှာလာပြီရောအမ sky beam ကွာဟာတော်လေးလန်းတယ်ကွာအပေါ်ကနေပြီးတော့ဒီအလင်းမိုးရွာချ quest တော့ပြီးသွားပြီနောက်တစ်ခါထပ်ပြီးတော့သွားယူရအောင်မယ်ဒီကောင်းတွေကိုချရတာတော်တော်ကြာတာပဲကွာအဲ့ဒါနဲ့ကျွန်တော် level တက်ဖို့အတွက် fan ရတာတော်တော်ကြီးကိုကြာသွားပါတယ် okay level တက်ပြီကဲကျွန်တော် level 150ရောက်သွားပြီဆိုတော့ magma admiral ကိုတက်တော့မှာဖြစ်ပါတယ်သူက level 350ဆိုရင်ရပါပြီဒီကောင်ကဒီ short ရီမီးတောင်ကြီးထဲမှာရှိတာဒီမှာကောင်းလေးနောက်လေပြီးတော့ဘာလုပ်နေရတော့ဒီမှာမင်းဆရာကြီးလာပြီကွာမင်းဆရာကြီးရဲ့ကန်ချက်တစ်ပုတ်ကိုခံစားလိုက်အောင်ပြီးရတယ်ပြေးပြီးတော့ရောအမလိုက်ရေးဒီကောင်နဲ့ရှင်ခုတ်ဖို့ဆိုတော့မဖြစ်နိုင်ဘူးကွာဒီကောင်ကျန်းတယ်
short မှာ barrier of light ထိတာမထိတာမသိဘူးကွာပြစ်တော့ပြစ်လိုက်တာပဲ okay ပြေးတာရဟိုကိုတော့မရှိတော့ဘူး short မှာဟာရောမထိလိုက်ဘူးလား light ray ကတော့တခြားထိပါတယ် light ray ကတော်တော်လေးမိုက်တယ်အိုးတော်သေးရဲ့ဘယ်သူဝင်လာတော့မသိဘူးဩငါနဲ့ပါလာတဲ့သူပဲကိစ္စမရှိဘူး what the fuck ကစာရိုက်နေတယ်တေတော့ okay ကောင်းလေးတေတော့မှာ barrier of light မတည်ဘူးလားမင်းမတည်သေးဘူးကတော်တော်ဖြစ်နေတာ okay နောက်ဆုံးတော့ show သွားပြီနောက်ပြီးတော့ကျွန်တော်တို့ level တက်ဖို့အတွက် server တစ်ခုပြောင်းပြီးတော့ Magma Admiral တက်ခဲ့ပါတယ်ခုကတော့ကျွန်တော်တို့တခြား server ပြောင်းနေပါတယ်တော်သေးတော့ဒီ server မှာ boss ရှိသေးလို့ကျွန်တော်တို့အဲ့လိုပုံစံမျိုးနဲ့ပဲ boss တွေကိုအနိုင်ယူခဲ့ပါတယ်နောက်ပြီးတော့ကျွန်တော်နဲ့အတူဆော့ရသူကကျွန်တော်ကိုလမ်းပြပြီးတော့ဒီလှုပ်ဝက်နေရတဲ့နေရာကိုခေါ်သွားရပါတော့သူဝင်သွားတဲ့နေရာကိုကျွန်တော်လိုက်သွား Oh my god အဲမှာအယိုးကြောက်စကောင်ရှိနေဗျဒီကောင်က living skeleton နဲ့သူကကျွန်တော်ဓားရောက်တာပေါ့နော် soul king ဆိုရဓားရောက်တာဒါကတော့ one piece တဲမှာဆိုရင်ဟိုကကင်ခဲ့တဲ့ဓားဖြစ်မယ် brook ကင်တဲ့ဓားဖြစ်မယ်ဒါပေမဲ့ကျွန်တော်က swap user မဟုတ်တာဆိုတော့မဝယ်လိုက်ပါဘူးကဲအခုဆို magma admiral တက်ပြီးတော့ကျွန်တော်ရဲ့ level က389ရောက်သွားပါတယ်အဲ့ဒီအပြင်ကျွန်တော်နောက်ထပ်ကျွန်းတစ်ခုသွားတော့မယ်ပေါ့နော်ကျွန်တော် stat လေးတင်လိုက်အောင်မယ်နောက်ထပ်ကျွန်းကတော့ underwater city ဖြစ်ပါတယ် 1P ရဲမှာဆိုရင်တော့9လူသားကျွန်းဖြစ်ပါတယ်ကဲအခုကျွန်တော်တို့အဲ့ကိုသွားကြမယ် let's go အော်ရောတော့အပေါက်ကြီးရဲကိုဝင်သွားမှာကွာတော့ရေဝဲတခုရှိအဲ့ရေဝဲကြီးဝင်သွားပါဒီမှာဆိုရင်တော့ကျွန်တော် set home point ကိုဒီမှာပဲထားလိုက်ပဲဗျာ teleport home လုပ်တဲ့အခါမှာဒီနားပေါ်လို့ဘာလို့လဲဆိုတော့ကျွန်တော်ဒီလမ်းကိုတိတ်မမှတ်မိဘူးဗျ okay ကျွန်တော်တို့အခုဆိုရင်တော့ရေအောက်ထဲကိုရောက်နေပါတယ်ရေအောက်နန်းတော်ကြီးပေါ့နော်ကဲရောက်ပြီဆိုတော့လည်းကျွန်တော်တို့ချက်ချင်းဆိုသလို fighting style အသစ်တော့ဝယ်မယ်အနေနဲ့ဒီထဲကဝင်ရမှာလားငါဒီထဲဝင်တိုင်းအမြဲတိုင်ပတ်တယ်ကွာဘယ်လိုဝင်ရမှာတော့ဟာယောအော်ဒီထောင်ဝင်ရတာ okay ပါဒီမှာကျွန်တော်တို့ဒီကားတော့ဝယ်လို့ရပါပြီဘာလို့လဲဆိုတော့ကျွန်တော်ပါပတ်စံ9,300,000ရှိရဗျာသူက9,000ခွဲဆိုတော့9,000ခွဲလို့ပြော okay water kung fu တင်ပြီးသွားပြီဒါကတော့ fishman ကရာတီ water kung fu ဖြစ်ပါတယ်style ကတော့မိုက်တွေကထိုးလိုက်တဲ့အခါမှာရေအဖက်လေးထွက်လာတယ်တကယ်မိုက်တယ် okay အဲ့တော့ဒီနေ့ရဲ့ video ဒီလောက်ပါပဲနောက်တဲ့ episode တွေကိုလည်းကျွန်တော်အမြန်ဆုံးတင်နိုင်အောင်ကြိုးစားပါမယ်နောက်တဲ့ video မှာပဲကျွန်တော်ပြန်တွေ့ကြတာပေါ့